တွေ့တယ်ဒါပေမဲ့ဒီတစ်ပတ်ဖွင့်လို့ပြီးထင်ပြီးတော့လာတာသူကတစ်ပြင်ဆင်ပြီးတော့လေဖွင့်သေးဘူးရှင်ပြန်ရတော့ကျွန်တော်မရကမှာဒီလိုမျိုးလေဒီကိုတောက်ရည်တက်မှာနော်လာပြရပါတယ်သူကဒီလိုဝါရမျိုးတွေပေါ့နော်ကိုရက်ွက်တွေမှာရှိပါတယ်ဒီမှာရေပုံးထဲဒီမှာရေမုံးထဲဒီမှာပြတာပတ်စံထဲတာပေါ့နော်ဒီဆက်အစ်စ်ကတော့ဘယ်လိုသုံးလဲဆိုရင်လည်းမသိသေးဘူးဒီမှာပတ်စံထဲအရင်တော့ရေ9လီတာတပုံးကို$2ဖြစ်သွားပါပြီအခုတော့ဒီလိုမျိုးအစ်စ်ပြန်လဲပြင်ဆင်ပြီးတော့မှပြန်ဖွင့်မယ်ဆိုရင်တော့ဘယ်လောက်တော့ဈေးတက်ကောင်းမလဲတော့မသိဘူးပေါ့နော်ဒီနေ့မိုးကလည်းရွာနေတယ်အဲ့တော့ဝယ်စရာရှိတဲ့ဈေးလေးပဲဝယ်ပြီးတော့အိမ်ပြန်มาတော့မယ်ဟာ